ဒီနေရလာတဲ့လူတွေအဓိကညားတယ်နေရလာတဲ့လူတွေတက်ချီတက်လာတဲ့လူတွေအုပ်စုတွေအုပ်စုတွေကအဲ့ဒီညာတွေကကြက်ကြောင်ကြအကုန်ပြောက်သွားတယ်ဘူးမှလည်းမြင်လိုက်ရဘူးဘူးမှလည်းမသိလိုက်ရဘူးအဲ့အတွက်ကျမမှာအကျွေးရှိတယ်ကျမစိတ်ထဲမှာခံစားအဲ့ချိန်ကလာအဲ့ပြစ်တော့မယ်ဘာလို့ပြစ်တော့မလဲဘာဖြစ်တော့လဲကိုမသိပေမဲ့လိုက်ပြောခဲ့မိတော်တော်များများအသက်ရှင်နေလို့ဖြစ်နေအဲ့ဒီညမှာကျမအိမ်ရှိဒီမှာနေတဲ့အတိရဲ့သားလေးပေါ့နော်အဲ့ဒီညတွေကပိုးတန်းချောင်းသားလေးကျမမှန်မှန်ရရသူအဲ့ဒီတွေကပြန်မလာတော့သူ့မိနေကတော့ကျမဆက်တွေ့တယ်အဲ့ဒီတွေကသူသားကိုမတွေ့ရတာဒီနေ့ထက်ဒီပဲကျမတို့အဲ့ဒီကျမအကျွေးရအဲ့ဒီခုတည်းအခုတည်းဒီတိုင်းအဲ့ဒီရှေ့ရှင်းလာရှင်းဆက်ရှင်းနေရနောက်9ရက်နေ့မှလည်းဆက်ပြစ်တယ်နောက်နေ့အဲ့ဓမ္မရန်တွေအကုန်လိုက်ပြစ်တယ်အဲ့ဒီရဲ့သေသွားတဲ့လူကြီးစင်မြန်မာတတိကနိုင်ငံကလူကြီးရဲ့နာမည်တွေဘာတွေအခုဒီကိုတေချာတိကျမထွက်သေးဘူးအဲ့တွေ့လေကျမတို့တစ်ချိန်မှာတမိုင်းကျွေးကိုကျမတို့လုပ်ပေးရပါအောင်လေဒီမိုကရေစီတိုင်းဝဲတွင်မှာကြာဆုံးသောအော်ရေကောင်းလို့ရေအာနာနီရေနေတိုင်းရေမောင်ဒီနေ့ဒီချိန်ဘာလို့ရွေးရလဲလို့မေးတယ်ကြာဆုံးသွားတဲ့ကျမတို့ရဟန်းရှင်တွေကျောင်းသားပြည်သူတွေရဲ့တန်ဖိုးတစ်ခုကျမဒီကာလမှာသူတို့ကျမတို့အားလုံး28နှစ်တိုင်းသူတို့ပေါ်မှာထားတဲ့တန်ဖိုးကျမတို့ရဲ့သစ္စာတရားတွေဆက်လက်ဆောင်ပေးသွားမယ်ဆိုတော့ဒီနေရာကနေလာပြီးတော့ပြောချင်တယ်ဒီကနေ့အမေရဲ့အောက်မှာကျမတို့ရဲ့ရဲဘော်ရဲ့အသွေးတွေအခုဒီဆိုတဲ့နေ့ကျမတို့အားလုံးဒီနေရာညာဆိုတော့ကျမမစက်တက်ခဲ့ဘူးဒါပေမဲ့သူတို့ရဲ့အားလုံးကြာဆုံးသွားတဲ့ချိန်တော့ကျမစာတရားတစ်ခုပို့ခဲ့ပြီးတယ်အဲ့ချိန်အဲ့ကလာမှာငါရဲ့ခန္ဓာသွေးလက်ဖက်နေပြီးဒီတိုက်ပွဲပြီးဆုံးငါဒီနေဝင်နေတဲ့သစ္စာရှိတော့ထောက်လည်းတော့အောင်မတိုက်ပွဲဝင်နေတယ်လို့တို့တော့ဖြစ်နေ